အားလုံးပဲမင်္ဂလာပါမျိုးတို့နော်ဒါကတော့73ရက်မှ18ရက်အထိနော်ဒါတပတ်စာပြည်လန်နဲ့တလုံးသို့မဟုတ်ပရိတ်ကျင်းတည်လာမယ်နော်ဒါပြီးသွားတဲ့အပတ်ကလည်းဖုံမွန်နိုင်တဲ့မျိုးတွေကိုကျွန်မစေတနာနဲ့ချပြပေးတယ်နော်ဒီမှာဒါပြီးသွားတဲ့အပတ်ကနော်ပြီးတော့ဒီမှာကနော်အဲ့တော့ပြီးသွားတဲ့ဘက်ကဆိုရင်ဒီထဲတွေကတော့နှစ်ကွက်ထွက်တယ်နှစ်တလုံးသို့မဟုတ်နှစ်ပရိတ်66နဲ့5ခွန်နဲ့နော်5ခွန်ခွန်5ခွန်5နော်ခွန်5ခွန်ခွန်5နော်နှစ်ပရိတ်နော်66ဆိုတော့နှစ်ပရိတ်ခွန်5ဆိုတော့နှစ်ပရိတ်နော်အဲ့တော့နှစ်တလုံးဒါမယ်နှစ်ပရိတ်နော်နှစ်တလုံးနှစ်ပရိတ်ကိုချိန်တည်လာမယ်လို့ဒါမျိုးတို့ပြောထားတယ်နှစ်တလုံးနဲ့ကြတော့9နှစ်ဆိုပြီးတော့ထွက်တယ်နှစ်ပရိတ်ဆိုတော့66ခွန်5နော်အဲ့တော့ဒါကတော့အဖွဲ့မွန်နိုင်တဲ့မျိုးတွေတို့ကိုကျွန်မတီးသန့်ချပေးထားတာနော်အဲ့တော့ဒါလေးကိုကျွန်မချပေးတဲ့အခါမှာလည်းစခွင်လျှောရိုက်ပြီးတော့ယူထားနော်အခုလိုပဲချပေးမှာနော်ဒါအဖွဲ့မွန်နိုင်တဲ့မျိုးတွေတို့ကိုအဲ့တော့အဖွဲ့ဝင်မဲ့အမျိုးတွေကတော့ကျွန်မအဖွဲ့စပြီးတော့ခေါ်ပါပြီနော်အဖွဲ့ဝင်စခေါ်ပါပြီကျွန်မရဲ့အဖွဲ့ဝင်က3ရက်အတွင်းဇာရုပတိတစ်လုံးရမယ် main or 3ခွက်ဒူor 2ခွက်3ရက်အတွင်းဆိုပေမဲ့အခုပြီးသွားတဲ့အပတ်ကဆိုလို့ရှိရင်အင်္ဂါနေ့မှာကျွန်မပေးထားတာကျွန်မရဲ့ပတိဟာဆိုလို့ရှိရင်6တစ်လုံးဖြစ်ပါတယ်နော်6တစ်လုံးနဲ့အင်္ဂါနေ့မှာပဲသူကဒူမိတ်နဲ့ကနေပြီးတော့သူကခွန်ကိုဆိုပြီးတော့ကြာသွားတယ်နော်ပြန်ကြည့်လိုက်မယ်မျိုးလို့အဲ့တော့ဒူမိတ်နဲ့ကနေပြီးတော့6တစ်လုံးနဲ့ခွန်ကိုဆိုပြီးတော့ကျမရဲ့အဖွဲ့ဝင်တွေကအင်္ဂါနေ့မှာပဲအောင်သွားတာဖြစ်တယ်နော်အဲ့ဒါပြီးလို့ရင်ကျမဘက်ကဒါပြီးသွားပြီပေါ့နော်ဒါမျိုးတို့ပြောမဟေးဆိုကျမရောက်တာဒီတစ်လုံးနဲ့ရောက်တာဒီတစ်လုံးနဲ့ရောက်တာဆိုတော့မင်းဒူအောကိုကထဲကနေပြီးတော့ပါသွားတဲ့အတွက်ကျမရဲ့အဖွဲ့ဝင်ကိုကျမပြီးသွားပြီနော်ဒါပေမဲ့ကျမရဲ့ဖွဲ့ဝင်တို့ကျမကဘယ်တော့မှပြစ်မထားဘူးတနင်းလာနေရနေပြီးတောက်ကြနေတီကိုဒီလိုတွဲခေါ်သွားတာနော်ပြီးသွားတဲ့ဆိုမှလည်းထပ်ပြီးတော့ပို့တယ်အဲကြောင့်မျိုးတို့ကျမကအမြဲတမ်းဒီထဲကိုဝင်ပြီးတော့ကြည်ပါမနေ့က10နာရီခွဲတစ်ချိန်နေ့ကင်းကို2နာရီခွဲတစ်ချိန်ဒီထဲကိုမဖြစ်မနေမျိုးတို့ဝင်ကြည့်ပေးပါဆိုတာဘာကြောင့်လဲကျမပတ်တီအောင်နေဆိုပေမဲ့လို့ကျမကအမြဲတမ်းပို့ပေးထားတာဖြစ်တယ်เนาะအဲ့တော့ပိုးတစ်လုံးထွက်သွားပြီးတဲ့နောက်ကိုကျမကထပ်ပြီးတော့ပို့ပေးတာဒီအင်္ဂါနေ့ညနေမှာပဲ3ပတ်တီထပ်ပေးတယ်เนาะ3ပတ်တီနဲ့ main order ကနေပြီးတော့3-4ဆိုတာကျမရဲ့ဖွဲ့ဝင်တာနောက်တစ်ချိန်ထပ်ရောက်ပါတယ်เนาะအဲ့တော့6ပတ်တီနဲ့သူ order ဆိုတော့2သီးစားရတယ်ညနေပိုင်းမှာ3ပတ်တီနဲ့ main order ကနေပြီးတော့2သီးစား3-4ဆိုပြီးထပ်ရတဲ့အတွက်ကျမရဲ့ဖွဲ့ဝင်က4သီးစားเนาะအင်္ဂါမနေ့ညမှာပဲ4ချိန်အဲ့ဒါပြီးတော့ကျမရဲ့ဖွဲ့ဝင်တို့ကျမကနောက်ထပ်3ညပတ်တီထပ်ပေးတယ်เนาะ3ညပတ်တီနဲ့သူကကြာပတိနေ့ညနေမှာပဲ3ည5ဆိုပြီးတော့ဒါ3ညပတ်တီပဲထပ်အောင်သွားတယ်เนาะအဲ့တော့ကျမရဲ့ဖွဲ့ဝင်က5ချိန်ရသွားတယ်เนาะအဲ့တော့ဒီဘက်မှာလည်းကျမရဲ့ဖွဲ့ဝင်တို့ကျမကအကောင်းဆုံးစူးစမ်းပေးသွားမှာဖြစ်တယ်เนาะအဲ့တော့ကျမနဲ့လက်တွဲခြင်းနဲ့ဆိုလို့ရှိရင်เนาะဒီကိုလာပါเนาะကျမနဲ့ဒီလိုဆက်သွယ်ပြီးတော့ဒီကိုလာပြီเนาะကျမကအဖွဲ့ဝင်များကိုစပြီးတော့ခေါ်ပါပြီเนาะအဖွဲ့ဝင်ဟောင်းတွေကတော့ဘယ်တော့ခါမှစိတ်မစင်းအောင်စိတ်မညစ်ကြအောင်เนาะကျမနဲ့လက်တွဲတဲ့အဖွဲ့ဝင်ဟောင်းတွေမှများတည်တယ်အဖွဲ့ဝင်တည်ကတော့အခုမှစဝင်မဲ့အဖွဲ့ဝင်တည်ကတော့ဒါကျမနားလည်အောင်ရှင်းပြပေးတာဖြစ်တယ်เนาะမျိုးတို့အဖွဲ့ဝင်တည်ကမနေ့ပိုင်း10နာရီခွဲနေ့ကင်းပိုင်း2နာရီခွဲကိုမဖြစ်မနေဝင်ပြီးတော့ကြည့်ပေးပါကျမပတ်တီအောင်နေဆိုပေမဲ့လို့လေကျမကထပ်ပြီးတော့ပို့ပေးထားတာဖြစ်တဲ့အတွက်အဖွဲ့ဝင်တွေအနေနဲ့เนาะတစ်ပတ်လုံးမှာကျမယူထားတာလက်ဖေးပို့ပဲရှိတယ်เนาะတန်တဲ့ထဲမှာလာခဲ့ပါမျိုးတို့ရေเนาะအဲ့တော့ကျမကအဖွဲ့ဝင်များကိုစပြီးခေါ်နေပါပြီကျမကနန်းပို့မှာကတော့တနင်္ဂနွေည8နာရီခွဲကနေစပြီးတော့
ကနန်းများကိုပို့ပေးမှာဖြစ်ပါတယ်နော်မျိုးတို့အဲ့တော့မျိုးတို့အနေနဲ့ရောင်ဝါးဝါလိုက်ပြီးတော့လုပ်နေမဲ့အစားနော်အပိုင်ကစားခြင်းနဲ့ဆိုရင်တော့ကျမနဲ့ဆက်သွယ်ပြီးတော့ဒီကိုလာပြီးနော်မျိုးတို့အဲ့တော့နေ့တိုင်းမှာဆိုရင်လည်းဒါမျိုးတို့မြင်တဲ့အတိုင်းပဲเนาะကျမဘက်ကအကောင်းဆုံးကြိုးစားပြီးသွားတာနေ့တိုင်းလူလူပဲเนาะမျိုးတို့တောက်ကြနေတဲ့နေ့ပဲမရဘူးเนาะကျန်တဲ့တနင်္လာကနေပြီးတော့မှကြာသပတေးအထိမနေ့ကညောကျမဘက်ကအကောင်းဆုံးကြိုးစားပြီးထားတယ်เนาะကဲအဲ့တော့ကျမကအဖွဲ့ဝင်များကိုတနင်္ဂနွေည7:00နာရီခွဲနေစပြီးတော့ခဏများကိုပြန်လဲပို့ပေးမှာဖြစ်ပါတယ်နော်မျိုးတို့ဆန္ဒရှိရင်တော့ကျမနဲ့ဆက်သွယ်ပြီးတော့မျိုးတို့ဒီကိုလာပြီးနော်မျိုးတို့ကျမတစ်ပတ်လုံးလုံးမှာယူထားတာကိုကြည့်လိုက်နော်တစ်ဖိတ်ဖို့တော့မရှိဘူးပြောမယ်ဆိုရင်နော်ကဲအဲ့ဒါဆိုရင်ဆန္ဒရှိရင်ကျမနဲ့ဆက်သွယ်ပါနော်မျိုးတို့အဲ့ဒါဆိုရင်အဖွဲ့ဝင်နိုင်တဲ့အမျိုးတွေအတွက်ကိုကျမကချပေးမယ်နော်အဲ့တော့ဒါတော့တစ်ပတ်စာပေးတာတစ်ပတ်စာပေးတာကနော်3ည3ကို4-9 ခုနဲ့ကမယ်နော်အဲ့တော့ကပ်ပေးမယ်ဒီနားမှာပဲကပ်လိုက်မယ်အဲ့နဲ့ဆိုရင်5-4 5-9 5-2 5-9 3-4 3-9 3-2 3-9 3-4 3-9 3-2 3နော်ပြီးတော့အားထုတ်အိမ်မပြန်ခြင်းနေနော်အဲ့ဒါကိုပြီးရင်စခွင့်ချောရယူမှာပြီးလို့ရှိရင်လာလေဦးမဒီပတ်မှာလဲနေတလုံးတုံးမဟုတ်နေပြိလာလေဦးမယ်နော်ပြီးခဲ့တဲ့ဘက်ကလည်းနေတလုံးမယ်တုံးမဟုတ်နေပြိအခုလည်းလာလေဦးမယ်နေတလုံးတုံးမဟုတ်နေပြိအဲ့တော့မျိုးတို့ကဘာလုပ်ပါမလဲစခွင့်ချောရိုက်ပြီးယူထားနော်ရခင်လဲဝင်ဝက်ပြီးတော့မှန်းကြမျိုးတို့ဒီမှာဘက်ကဒါစေတနာနဲ့ချပြီးတာနော်အဲ့ဒါဆိုလို့ရှိရင်73ရက်မှ18ရက်နေ့အထိအဖွင့်နေ့ကနေစပြီးတော့တစ်ပတ်လုံးလုံးမှာအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစေ။